2025ခုဇွန်လအတွင်းငြိမ်းချမ်းရေးဖိုရမ်လို့ခေါင်းစဉ်တပ်ထားတဲ့ဖိုရမ်တစ်ခုကိုစစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်မှာကျင်းပနေပါတယ်။ဒီဖိုရမ်ကိုဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့အမျိုးသားစီလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီကဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဖိုရမ်ရဲ့အဖွဲ့မိန့်ခွန်းမှာစကားခေါင်းဆောင်ကရွေးကောက်ပွဲကိုဒီနှစ်ကုန်ပိုင်းဖြစ်တဲ့ဒီဇင်ဘာလတတိယပတ်နဲ့ဇန်နဝါရီလဒုတိယပတ်အတွင်းမှာကျင်းပမယ်လို့ထုတ်ပြောခဲ့ပါတယ်။မိတို့ပင်ဆိုစေစက်ကောင်စီကတော့ရွေးကောက်ပွဲဖြစ်အောင်လုပ်ဖို့စိုင်းပြင်းနေပုံတော့ရှိပါတယ်။အလားတူပဲရွေးကောက်ပွဲကျင်းပဖို့နီးလာတာနဲ့အမျှအခုလိုငြိမ်းချမ်းရေးဖိုရမ်အမိတက်နိုင်ငံရေးလုပ်ပွဲတွေခက်စိတ်စိတ်တွေ့လာရတော့မလားဆိုတဲ့မေးခွန်းတွေလည်းရှိလာပါတယ်။ဒီလိုငြိမ်းချမ်းရေးဖိုရမ်တွေနဲ့ရွေးကောက်ပွဲကျင်းပရေးအစီအစဉ်တွေဟာစကားအတွက်နိုင်ငံရေးအရွေ့တစ်ခုကိုပေါ်ဆောင်ပေးနိုင်မလားကျမတို့ဒီနေ့ DVB Talk Show အစီအစဉ်မှာဆွေးနွေးသွားမှာဖြစ်ပါတယ်။ဆွေးနွေးဖို့အတွက်ဖိတ်ခေါ်ထားတဲ့ပုဂ္ဂိုလ်ကတော့တရားလွှတ်တော်ရှေ့နေကြီးဆရာဦးကြီးမြင့်ဖြစ်ပါတယ်။ဟုတ်ကဲ့ဆရာမင်္ဂလာပါမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ဆရာအဲ့တော့ပထမဆုံးကျွန်မမေးချင်တာကအခုဒါနေပြည်တော်မှာပေါ့နော်ဒီရက်ပိုင်းအတွင်းမှာပဲကျင်းပနေတဲ့ဒီငြိမ်းချမ်းရေးဖိုရမ်ပေါ့နော်ဒီဖိုရမ်နဲ့ပတ်သက်တဲ့ဆရာရဲ့ရေဘူးရအမြင်ပေါ့နော်အဲ့ဒါကိုအရင်ဆုံးသိချင်ပါတယ်ဆရာအခုဖြစ်နေတဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကတော့ပေါ့လေ2022အာဏာသိမ်းပြီးရနေအထိဒီနေ့အထိနိုင်ငံရေးအခြေအနေကဘယ်လိုအခင်းချင်းနှစ်ရက်ဖြစ်နေလဲဆိုတဲ့ခါကျတော့တစ်ဖက်ကတော့ရွေးကောက်ပွဲရှုံးထားတဲ့ပါတီအဖွဲ့တွေနဲ့မအားလာနဲ့နောက် NCA လက်မှတ်ထိုးထားတဲ့ဘိုင်းတစပေါ့အကုန်လုံးတော့မဟုတ်အဲ့ဒါတွေကတစ်ချမ်းပေါ့နောက်တစ်ချမ်းကတော့2020ရွေးကောက်ပွဲမှာအနိုင်ရထားတဲ့ပါတီတွေရဲ့ပြည်သူတွေရဲ့နောက်စစ်အနိုင်ရထားတဲ့ EO တွေတိုင်းရင်းသားတွေကတစ်ဖက်ပေါ့နော်အဲ့ဒီလိုအခင်းချင်းကြီးနှစ်ရက်ပေါ့နော်အဲ့ဒါကြီးကအပြိုင်ပေါ့အဲ့ဒါကြီးကမြင်းပြိုင်သွားနေတယ်အဲ့ဒီပေါ်မှာမူတည်ပြီးတော့မဟာလာလဲသူစီးရင်နိုင်ငံရေးလုပ်တယ်ဒီဘက်ကလည်းပဲຫນွေဦးတော်လှန်ရေးကြီးနဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်ရေးဆိုတဲ့ဟာကြီးကိုလုပ်နေကြတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီဟာဒီနောက်မှာနှစ်ဖက်တစ်လုံးနီးဗျူဟာမဟာဗျူဟာတွေလုပ်နေကြတယ်လို့ကျွန်တော်ဒီလိုတွေ့ရှိရပါလေဗျာအခုနေပြည်တော်မှာလုပ်နေတဲ့2025 Peace Forum ဆိုတာလေမဟာလာနဲ့စစ်ရှုံးတဲ့ပါတီတွေဘက်ကလုပ်နေတဲ့အခက်အခုပါပဲလို့ကျွန်တော်ဒီလိုမြင်ပါတယ်ဟုတ်ကဲ့ဆရာအဲ့တော့ပြီးခဲ့တဲ့မတ်လတုန်းကလည်းပေါ့နော်ဒီ2025အလွန်ပေါ့နော်ဗဟုဝင်ရိုးကဘာမှာဒီမြန်မာနိုင်ငံကတွေ့ကြုံလာရနိုင်တဲ့စိန်ခေါ်မှုနဲ့အခွင့်အလမ်းတွေဆိုပြီးတော့သူတို့ဆွေးနွေးပွဲတစ်ခါလှုပ်သွားတာလည်းရှိတယ်ပေါ့လေဆိုတော့ယုံနာမယုံနာအပါထားပေါ့လေသူတို့ဘက်ကတော့ဒါရုပ်တည်နေတော့လုံနေတဲ့သဘောမျိုးတော့ရှိတယ်ဆိုတော့ဒီပွဲတွေကိုဆရာဘယ်လိုမြင်လဲသူတို့အခုလုံမဲ့ဒီရွေးကောက်ပွဲအတွက်အခုလိုလုံနေတဲ့ငြိမ်းချမ်းရေးဖိုရမ်တွေကအထောက်အကူဖြစ်သွားစေနိုင်သလားဆရာ1962အာနာသိန်းဒီကနေစပေါ့နော်58အာနာသိန်းဒီကစ62အာနာသိန်းဒီကနေစမပြတ်နိုင်ငံရေးကိုလေ့လာနေတဲ့လူတွေအဖို့ကတော့စစ်တပ်ကအကြောင်းကိုနောကြည်နေအောင်ဒီလိုအစမ်းတိတ်ကျမဟုတ်ပါဘူးဘာမှလည်းထူးထူးခြားခြားကျွန်တော်တို့မခံစားပါဘူးဒါပေမဲ့လို့လိုဖြစ်နေတယ်ဆိုတော့နိုင်ငံရေးမှာကြာလာတဲ့အခါကျတော့မျိုးဆက်တွေကလည်းပြက်လာတယ်ပေါ့နော်မျိုးဆက်ဟောင်းတွေကလည်းပြက်လာပြီးတော့မျိုးဆက်အသစ်တွေဝင်လာတဲ့နေရာမှာလဲကောင်းတဲ့မျိုးဆက်အသစ်တွေအမှကြီးဆက်တို့လိုဟာမျိုးတွေပေါ့နော်ကောင်းတဲ့မျိုးဆက်အသစ်တွေရှိသလိုနော်လူမကြီးနဲ့ပါတီကိုကြည့်ဆိုရင်းနဲ့ဝင်လာတဲ့မျိုးဆက်တွေနောက်တစ်ခါကြီးများမီးနဲ့ရေနမ်းနေတယ်ပေါ့လက်နဲ့ကိုကြောက်ပြီးတော့အကြောက်တရားအောက်ကနေပြီးတော့ထွက်လာတဲ့အခွင့်အရေးနိုင်ငံရေးတွေအဲ့ဒီလိုဟာမျိုးတွေနောက်တစ်ခါအခွင့်အရေးကိုဘယ်လိုနည်းနဲ့ရမလဲလို့ချောင်းနေတဲ့လူတွေရဲ့နိုင်ငံရေးတွေအဲ့ဒီလိုပေါ့ဗျာစစ်အာဏာရှင်စနစ်ကိုစွန်းစွန်းပဲတိုက်ကိုတိုက်မှရမယ်ဒီလူကတော့ဒီလိုမတိုက်လို့မရဘူးဆိုတဲ့အယူဆတွေကြားထဲမှာအားပြိုင်လိုက်တဲ့အခါကျတော့ခုနပြောသလိုပေါ့ဒီလိုဖိုရမ်တွေပေါ်လာတာပေါ့ဥပမာဆိုရပါဆိုရှင်အခုရက်ပိုင်းလေးမှာပဲသတင်းတက်လာတာအဲ့ဒါကတော့မော်လမြိုင်မှာ
ဒေါ်သက်သက်ခိုင်ပါတီနဲ့ဦးကိုကြီးပါတီကိုလက်မှတ်ထိုးထားတဲ့ NLD တွေပေါ့ဗျာ NLD လက်မှတ်ထိုးထားတဲ့လူတွေကရွေးဥတော်လိုင်းရေးလည်းမလုပ်နိုင်ဒါပါတီကလည်းသူတို့ကအခုဖြတ်သိမ်းခံထားတော့မရှိတာအပေါ်မှာမူတည်ပြီးတော့နော်ငါတို့အခွင့်အရေးကတော့ဒီတိုင်းဆိုရင်တော့ရမှာမဟုတ်တော့ဘူးဆိုပြီးတော့ဒီကိုမြို့ပါတီ NLD ပါတီရဲ့တစ်ဘက်ကလည်းအစွဲကောင်းတာပေါ့လေငါတို့နဲ့ပေါင်းရင်တော့မင်းတို့စားရမှာသိကြတယ်မင်းတို့ကြံတဲ့ဟာတွေကတော့မပြောနဲ့မင်းတို့ဒုက္ခရောက်ဖို့သာပြင်လို့အဲ့လိုအစွဲကောင်းတဲ့အခါမှာအဲ့ဒီလိုပါတီတွေဘက်ကိုဝင်သွားကြတယ်ရှိတယ်ဆိုရက်သတင်းတွေတက်လာတဲ့အခါမှာဒီ2025ဖိုရမ်လိုဟာမျိုးကြီးပေါ်လာတာပါလေအဲ့ဒီလိုလူမျိုးတွေအဲ့ဒီအဆက်တွေပေါ့ဗျာနောက်တစ်ခါအရင်တုန်းကတည်းကစားဘူးနေကြကြောင်သားတွေပေါ့နော်ဦးသိန်းစိန်လက်ထက်မှာလားစားဘူးတဲ့နော်ဒေါ်လာစားတွေပေါ့စားဘူးတဲ့လူတွေကဲပေါင်းပြီးလုံးကြတာတစ်ဘက်ကလည်းအကြောက်တရားနဲ့ဖိထားတယ်တစ်ဘက်ကလည်းအခွင့်အရေးနဲ့ပေးထားတယ်ဟလားလက်ကားနေလက်ကားပဲခီးစိတ်ရတယ်ဓာတ်စီလည်းရတယ်ဟိုတယ်မှာလည်းတက်စားရတယ်အဲ့လိုအပန်းလည်းဖြီရတယ်လက်ကားနေငါးမရလည်းရေချိုးပြန်တာပေါ့ဆိုတာမျိုးအဲကြောင့်ဒီဖိုရမ်မှာတက်တာတွေကတော့အစစ်အမှန်တွေဖြစ်တယ်ဒီကနေထူးခြားလာမယ်ဆိုတာကျွန်တော်တော့မမြင်ပါဘူးဗျာဒုနည်းတူပဲဒီမဟာလာလက်ထက်နိုင်ငံရေးမှာလည်းပိုးပြီးတော့ကောင်းလာစရာမမြင်ပါဘူးဘယ်တော့မှလည်းဂရိတည်တယ်လို့မဟုတ်ပါဘူးသူတို့ကိုယ်တိုင်2008ကိုဖျက်ပြီးတော့လိန်လေလှည့်ပြားပြီးတော့လုပ်တဲ့ရေကောက်ပွဲကိုမဲဆွဲနေတယ်ပေါ့ဗျာအဲ့ဒါကိုဆွဲတရားဟောနေတဲ့ဟွာတွေသာဖြစ်တယ်လို့ကျွန်တော်ကတော့ဒီလိုပဲရှင်းရှင်းလင်းလင်းတွေ့မြင်ရပါတယ်ဗျာဟုတ်ကဲ့ဆရာဟုတ်ကျေးဇူးပါအဲ့တော့အခုပေါ့နော်ကျမတို့သိရတဲ့လောက်ဆိုလို့ရှိရင်တော့ဒီမြန်မာနိုင်ငံမှာပေါ့နော်မြို့နယ်ပေါင်းဟာဒါ330ရှိတယ်ပေါ့နော်အဲ့ဒီအထဲမှာဒါပြီးခဲ့တဲ့ရပိုင်းတွင်းကပဲရွေးကောက်ပွဲကော်မရှင် UEC ကနေပြီးတော့ဒါသူတို့ကြီးညာထားတဲ့အထဲမှာရွေးကောက်ပွဲကျင်းပဖို့စီစဉ်နေတဲ့မြို့268မြို့ရှိတယ်ဆိုပြီးပြောထားတယ်ပေါ့နော်အဲ့တော့အဲ့ဒီအနေအထားကိုပြန်ကြည့်လိုက်လို့ရှိရင်ဒါ80%လောက်ဖြစ်နေတယ်ပေါ့နော်ဆိုတော့ NUG ဘက်ကထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တွေမှာလည်းဒီတော်လိုင်းရေးဖွဲ့တွေကနေပြီးတော့ထိန်းချုပ်ထားတဲ့နယ်မြေက80%လောက်ရှိတယ်ဆိုတာမျိုးတွားပြီးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီကိန်းဂဏန်းနှစ်ခုကလည်းအတော်လေးကွဲလွဲနေတာမျိုးတွေ့ရတယ်ဆိုတော့ဒါပေမဲ့တစ်ဖက်မှာအများစုကပြောတာတော့စက်ကောင်စီဟာဒီနေ့ဒီတိုင်းပြည်ရဲ့ဧရိယာရဲ့ဒီ3ပုံ1ပုံလောက်ကိုပဲထိန်းချုပ်ထားနိုင်တယ်ဆိုတာမျိုးပြောကြတာတွေ့ရတယ်ပေါ့လေဆိုတော့အခုဒါ UEC ရဲ့ထုတ်ပြန်ချက်ကဘယ်လိုပြောမလဲဆရာဒီတမင်တကာလိန်ညာထားသလိုဖြစ်နေသလားဘယ်လိုမြင်သလဲဆရာကျွန်တော်တို့ကတော့ဘယ်ပါတီဝင်းမှလည်းဖြောင်းမြုံမှန်မှန်တဲ့မှန်မှန်ဘယ်မလိုက်ပဲပြောနိုင်တဲ့လူတွေပါအမြင်လည်းပဲကျွန်တော်တို့မှာရှင်းလင်းတဲ့အမြင်ရှိပါတယ်ကျွန်တော်တို့တိုင်းပြည်ပေါ်မှာပဲမျက်နှာမူပါတယ်အဲ့တော့အဲ့ဒီအမြင်နဲ့ပြောရမယ်ဆိုရင်တော့နှစ်ဖက်အမြင်ပေါ့ဗျာနာ UEC ကပြောတဲ့နော်သူတို့ကဟလာဘယ်လောက်ထိန်းထားနိုင်ပါတယ်မျိုးပေါင်းဟလာ268မျိုးမှာလုံမယ်ဆိုတာတို့ဘာတို့ဆိုတာတွေကလည်းဒါသူတို့ရည်ရွယ်တယ်ဆိုတာလည်းသူတို့မရည်ရွယ်နဲ့လို့ပြောလို့တော့မရဘူးပေါ့ဗျာတကယ်ဖြစ်လာမှာပြဆိုတာကတော့စောင့်ကြည့်ရမှာပေါ့လေဒါကတော့တော်တေချာတာတခုကတော့သူတို့ကမြို့ကြီးတွေကိုထိန်းထားနိုင်တယ်မြို့တော်များများကိုလည်းထိန်းထားနိုင်တယ်အဲ့ဒါတော့အငြင်းမပွားပါလမ်းတွေလည်းပွင့်နေတယ်တော်များများပါနောက်တကအရေးကြီးတဲ့စစ်ဖက်ဆရာစခန်းတွေလေစိတ်တွေသူတို့လက်ထဲမှာရှိတယ်နောက်မြို့တော်ကြီးလည်းရှိတယ်နိုင်ငံခြားတန်ယုံတွေကလည်းပဲသူတို့ကိုပဲအတိအမှတ်ပြုနေတယ်ဆက်ဆံနေတာတွေလည်းတွေ့တယ်ပေါ့ဒါကတပိုင်းပေါ့နော်တချမ်းကြတော့ဘာသွားတွေ့ရလဲဆိုတော့တိုင်းရင်းသား EAO တက်တွေကမျိုးပေါင်း90လောက်တင်ထားတယ်ဆိုတာဒါလည်းအငြင်းမပွားဘူးလက်ချိုးရေးကြည့်လို့ရဒါဘာမှအငြင်းပွားစရာမရှိဘူးထို့နည်းတူပဲ NUG ကလည်း10မြို့နယ်လောက်တင်ထားတယ်ဒါလည်းအငြင်းမပွားဘူးဘာမှအငြင်းပွားစရာမရှိဘူးနောက်တော့ကနေမြေတွေကိုဘယ်လောက်တင်ထားနိုင်လဲဆိုတဲ့နေရာမှာတော့တိုက်ပွဲဖြစ်ပွားနေတဲ့မြို့နယ်နေမြေတွေကဘယ်လောက်ရခိုင်နှုန်းရှိတယ်နော်တော်လိုင်းတက်တွေကတိမ့်ထားတဲ့ကျွန်တော်တို့ NUG နဲ့တော်လိုင်းတက်တွေကတိမ့်ထားစိုးမိုးထားတဲ့နေမြေတွေကဘယ်လောက်ရှိတယ်ဆိုတဲ့နေရာမှာတော့ဒီနေရာမှာတော့မဟာလာဘက်ကပိုးပြီးတော့
ကျွန်တော်တို့ဘက်ကတော့အမှန်ကန်ဒေါ်လာရေးဘက်တွေကပြောတယ်လို့ကျွန်တော်ဒီလိုတွေ့ရှိရပါတယ်ဘာလို့ဆိုလို့ရှိရင်သူတို့မြို့နေကလွယ်လို့ဒီနယ်မြေတွေမှာတော့သူတို့မစိုးမိုးနိုင်ဘူးသွားလည်းမသွားနိုင်ဘူးဘာလို့ဟိုအညာတခွင်ကိုကြည့်မလားလေးဘက်နော်ကရားကိုကြည့်မလားချင်းကိုကြည့်မလားနော်ရခိုင်ကိုကြည့်မလားကရင်ကိုကြည့်မလားပဲခူးကိုကြည့်မလားနော်မူတနင်္သာရီဘက်ကိုကြည့်မလားမွန်ဘက်ကိုကြည့်မလားဘယ်လိုပဲကြည့်နယ်မြေတွေကြီးလက်တွေကိုတင်ထားနိုင်တာတော့တော်လိုင်းရေးတတ်တယ်အဲ့ဒါကတော့ညင်မပွားဘူးအတိအကျပဲတို့ရာအိမ်လုံးတွက်ချက်တဲ့နေရာမှာတော့အများစုနဲ့အနည်းစုပေါ့တော်လိုင်းရေးတက်တွေတင်ထားတဲ့နယ်မြေတွေကတော့အများစုဖြစ်တယ်ဆိုတော့ဒါကတော့ပြည်တွင်းမှာလည်းအငြင်းမပွားဘူးပြည်ပမှာလည်းပဲအငြင်းမပွားကြပါဘူးဒါနဲ့ပတ်သက်လို့ဒါအတိမပြကြတယ်တစ်ဖက်ကောက်မြည်ဒါဆိုရင်ပြည်ပမှာတော့ပြည်ပပဲအချမ်းမှာတော့ဆိုတဲ့အခါကျတော့အဲ့ဒါကတော့ကျွန်တော်တို့ရုရှားတရုတ်ဘိုင်လိုရုရှားအိန္ဒိယထိုင်းအာဆီယံတချမ်းကတော့မအလာဘက်ကိုယိမ်းတယ်တရုတ်ကဆိုပြင်းပြင်းထန်ထန်ထောက်ခတဲ့ငွေကြေးကူတယ်လက်နက်ကူတယ်ရုရှားလက်နက်ကူတယ်ဟလာငိုဟလာစီးပွားရေးကူတယ်ဘယ်လိုရုရှားလည်းဒီတိုင်းပဲအိန္ဒိယလည်းဒီလိုပဲဟလာထိုင်းကတော့မဟာလာဘက်ကိုတော်တော်ကိုယိမ်းတယ်ကျွန်တော်တို့ဗမာတွေတော်တော်အနေရထိုင်ရချက်တယ်အဲ့ဒါတွေတွားတွေ့ရတယ်သို့တော်လည်းကျွန်တော်တို့ဘက်ကဟောဆိုတဲ့အခါကျတော့အမေရိကန်ပြည်ထောင်စုဥရောပဩစတြေးလျဟလာနယူးဇီလန်ဂျပန်အာဆီယံတချမ်းဒါတွေကကျွန်တော်တို့ဘက်မှာရက်တည်နေတယ်ဆိုတော့အတင်ရှားတွေ့ရဒါကြောင့်မလို့ဒီလိုဟာမျိုးတွေချိန်ကြည့်မယ်ဆိုရင်တော့ဒီလိုတွေ့ရှိရပါတယ်လို့ကျွန်တော်ဒီလိုတင်ပြပါတယ်ဗျာဟုတ်ကဲ့ဆရာနောက်တစ်ခုကတော့ဒီရွေးကောက်ပွဲကော်မရှင်ဒီဥပဒေနဲ့ပတ်သက်တယ်ပေါ့နော်ဆရာအဲ့တော့ဒီစစ်ကောင်စီဘက်ကဒါပြီးခဲ့တဲ့ရက်ပိုင်းအတွင်းပေါ့ဒီဇွန်လ19ရက်နေ့ကဖြစ်မယ်အဲ့တော့ဒီရွေးကောက်ပွဲဥပဒေကိုသူတို့ပြင်ဆင်လိုက်တာရှိတယ်ပေါ့နော်အဲ့တော့ပြင်ဆင်ခြင်းအရဆိုလို့ရှိရင်ဒါပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကိုသူတို့ဖွဲ့စည်းတဲ့အခါမှာပေါ့နော်ဒီနိုင်ငံဝန်ထမ်းတွေကိုဥက္ကဋ္ဌအဖြစ်ခန့်အပ်နိုင်တယ်ဆိုတဲ့ဥပဒေကိုသူတို့ပြင်ဆင်ပြဋ္ဌာန်းလိုက်တာမျိုးရှိတယ်ပေါ့နော်ဆိုတော့ဒါကရည်ရွယ်ချက်ကဘာလဲပေါ့နော်အဲ့ဒါကိုသိချင်ပါတယ်ဆရာအဲ့ဒါလည်းပဲ2020ရွေးကောက်ပွဲအတွေ့အကြုံရမအလာဘက်မှာခါတီးတဲ့အလွန်သူတို့အတွက်တော်တော်ကိုဆိုးတဲ့အတွေ့အကြုံသူတို့ရလိုက်တယ်အဲ့ဒါကဘာလဲဆိုတော့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတွေကတမတ်ကြအမှန်တိုင်းထွက်ကြအမှန်တိုင်းပြောကြအဲ့ဒီမှာသူတို့ပက်လက်လန်တာပဲဗျာအဲ့မှာရွေးကောက်ပွဲဥက္ကဋ္ဌကော်မရှင်ဥက္ကဋ္ဌတွေဖမ်းချုပ်ရတဲ့ဘဝတွေအထိရောက်လာတယ်အဲ့ဒီအတွေ့အကြုံကိုယူပြီးတော့ဒီတစ်ခါတော့မဖြစ်တော့ဘူးဒီတစ်ခါတော့မှန်မှန်ကန်ကန်ပြောမယ်လူခန့်လို့မဖြစ်တော့ဘူးငါတို့ဝင်နာမယ်ငါတို့ခန့်ပြီးတော့ငါတို့ခိုင်းရလုံးမယ်ဝန်ထမ်းတွေပဲခန့်မှဖြစ်တော့မယ်ဆိုပြီးတော့ဒီလိုလုပ်တတ်တယ်ဆိုတာအဲ့ဒါတော့အထင်ရှားပါပဲဗျာအဲ့ဒါတော့တွေ့ရပါနော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒီနေရာမှာတချို့လည်းပြောကြတာရှိတယ်ပေါ့လေဆရာဆုံးကပြောသလို UEC လုပ်ငန်းတွေမှာဒီအရက်ဖက်ဝန်ထမ်းတွေထက်ဒါသူတို့စစ်ဖက်ဝန်ထမ်းတွေကိုဒီနေရာမှာဒီအများဆုံးထည့်သွင်းသွားဖို့ရည်ရွယ်တယ်ဆိုတာမျိုးထိသုံးသပ်ကြတာမျိုးတွေလည်းတွေ့ရတယ်ပေါ့ဆရာဒီလိုရောဖြစ်နိုင်သလားဆရာစစ်ဖက်ကဆိုတော့ပိုးပြီးတော့မီးသေးတာပေါ့ဗျာကျန်တဲ့အယက်သားဝန်ထမ်းပြောဟိုပြုနေမှာဟလာဟိုပြုဟိုရင်းပြုရင်ပြုနေဦးမယ်မသေးမချဖြစ်စီဘူးလေစစ်သားကတော့ခိုင်းရလောက်ရတာပဲလေဟုတ်လားအဲ့တော့စစ်သားခန့်တော့ပိုးသေးကြတာပေါ့နော်ဟုတ်ကဲ့ဆရာပိုးပိုင်တော့ဟုတ်ကဲ့ဆရာအဲ့တော့ကျွန်မဘာသွားတွေ့လဲဆိုတော့နှစ်ချက်သွားတွေ့တာပေါ့နော်စောစောတုန်းကလည်းမြို့နယ်ပေါင်း268မြို့နယ်ဆိုတာမျိုးအထိသူတို့ပြောထားတယ်။နောက်သူတို့80ရာခိုင်နှုန်းလောက်အထိဒါရွေးကောက်ပွဲကိုသူတို့ကျင်းပနိုင်မယ်။သူပြောတဲ့စကားတွေထဲမှာဆိုလို့ရှိရင်ဟာလာဟိုပြီးခဲ့တဲ့ဆိုးဝါးတွေလက်ထက်တုန်းကလည်းဒီလိုပဲ2010ရွေးကောက်ပွဲ2015ရွေးကောက်ပွဲ2020ရွေးကောက်ပွဲတွေမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ရှုံငုံပြီးတော့ရွေးကောက်ပွဲကိုမကျင်းပနိုင်ပါဘူး။အခုလည်းမကျင်းပနိုင်တာဒါဘာမှပြဿနာမရှိဘူးဆိုတဲ့ပုံစံမျိုးတွေသူတို့ပြောသွားတွေ့တယ်ပေါ့။ဆိုတော့ဆုံးကပြောတဲ့နေရာမှာ80ရာခိုင်နှုန်းသူတို့ထိန်းချုပ်ထားတယ်ဆိုတဲ့အခြေရဲ့နောက်သူရွေးကောက်ပွဲဥပဒေကိုပြန်ပြီးတော့ပြင်ဆင်တယ်ဆိုတဲ့အခြေရဲ့ကတော်တော်လေးကိုပေါ့နော်သူတို့ဘက်ကနေပြီးတော့ဟိုအပိုင်ရှိတဲ့ပုံစံမျိုးလေးတွေလည်းသွားပြီးတော့တွေ့ရတယ်ပေါ့လေတွေ့ရတယ်ဆိုတဲ့အခါကျတော့ဒီဒါကိုဆရာဘယ်လိုလုပ်မလဲပေါ့နော်ဟိုရမ်းစိုးရင်ဆရာအနေထားမျိုးလားဆရာဘယ်လိုယူဆတယ်လဲဆရာဟိုအဲ့ဒါအပြေထွက်ပြီးသားပါကျွန်တော်တို့အဖို့ကတော့စီးရေးနိုင်ငံရေးကို
အမြဲတမ်းအကဲခတ်လေ့လာနေတဲ့ကတော့အဖြေရထွက်ပြီးသားပါမနိုင်အောင်လုပ်မယ်မဖြစ်အောင်လုပ်မယ်လူတတ်ထားတာဗျာလူကောင်းမြောင်းများစွာတတ်ထားတာလူတတ်ထားတဲ့ပိုးပြီးတော့မဆိုးတော့ပါဘူးတော့လူတွေအများကြီးတတ်ထားတဲ့နောက်ကတော့ဘာမဆိုလုပ်မယ်လိမ်မယ်ခိုးမယ်နော်ခုနပြောလို့ပေါ့အနိုင်မရအောင်လုပ်မယ်နော်လောလောဆယ် NLD တို့ SNLD တို့ဒီလိုရွေးကောက်ပွဲမှာနိုင်ခဲ့ဘူးတဲ့အမိုင်းရှိတဲ့ပါတီတို့မပါအောင်လှုပ်ထားပြီဗျာဟွာပေါ့ဗျာတယောက်တည်းပြီးတဲ့မြင်းလို့ပေါ့ပြိုင်ပွဲလို့ပေါ့နော်အဲ့ဒါအဆန်းတကြယ်ကျွန်တော်ကတော့မမြင်တော့ပါဘူးရုရှားကယူကရိန်းမှာဦးသိမ်းထားတဲ့နေရာဒီမှာလှုပ်သွားတဲ့နမူနာတွေလည်းရှိပြီးသားဗျာဗင်နီဇူလာမှာလှုပ်တဲ့ရွေးကောက်ပွဲတွေကမ္ဘောဒီးယားမှာဟွန်ဆန်တို့ဘယ်လိုလှုပ်သွားလဲဗျာခင်ဗျာအတိတ်ကခေါင်းဆောင်ဖမ်းချုပ်ပြီးတော့ထောင်နှစ်ရှည်ချပစ်တာပဲပြီးရွေးကောက်ပွဲသူနိုင်တဲ့လှုပ်တာပဲထိုင်းလည်းပဲဒီလိုပဲဗျာအရင်တော့ခင်ဗျာဒီလိုပဲလှုပ်တာပါပဲเนาะအဲ့တော့အဲ့ဒီဟာကတော့ဒီလူသက်အစိုးရကတော့ဘာမှဒီသူ့ကိုသွားပြီးတော့တရားမျှတမှုတို့ဘာတို့သူလုံနေလို့အဲ့ဒါတွေအဲ့တော့ဘသူကကြောင်ကြီးဆက်ကြည့်ရမှာလေဟုတ်တယ်မလားအဲ့လိုရှိတာဟုတ်ဗျာเนาะပုဂ္ဂိုလ်ကြီးကဟိုပြောပြီเนาะတမတော်နဲ့ဆက်ကြည့်နေအဖြေထွက်လို့တော့မဖြစ်ဘူးဆိုတော့သူအပြည့်ထွက်နေနော်တမတော်နဲ့ဆန့်ကျင်တဲ့အဖြေထွက်လို့မရဘူးဆိုတော့သူတို့ဝိုင်းလုပ်ပေးကြပါပဲလေပြီးတော့မင်းအွန်လိုင်းသမရလုပ်နေလေသမရမလုပ်လို့မဖြစ်ဘူးလေသမရမလုပ်လို့ရှိရင်သူကြိုးစိမ်မရှိတော့ဘူးအဲ့တော့ရွေးကောက်ပွဲနဲ့စနစ်နဲ့သွားပြီဆိုတော့စီစုချုပ်ကလည်းပဲတစ်သက်လုံးလုပ်လို့မရဘူးလေအဲ့လိုအခြေအနေမျိုးတော့အောက်ခါတော့ရွေးကောက်ပွဲကလည်းမနိုင်အောင်လုပ်မှာလေကမ္ဘောဒီးယားမှာဟွန်ဆန်ဘယ်လိုလုပ်သွားလဲဗျာနောက်ထိုင်းစစ်အစိုးရအာဏာသိမ်းပြီးတော့ရွေးကောက်ပွဲတွေဘယ်လိုလုပ်သွားလဲနောက်ဗင်နီဇူလာမှာဘယ်လိုလုပ်လဲရုရှားမှာယူကရိန်းသိမ်းထားတဲ့နယ်မြေတွေဘယ်လိုလုပ်သွားလဲဆိုတာမျက်မြင်ပဲဗျာအဲ့ဒီတိုင်းလုပ်မှာပါပဲနော်မနိုင်အောင်လုပ်မှာပါပဲနော်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာအဲ့တော့နောက်တစ်ခုကဒီ Peace Forum 2025နဲ့ပတ်သက်ပြီးနည်းနည်းပြောချင်တာပေါ့နော်ဒီအစည်းအဝေးကိုတက်လာတဲ့အထက်ထဲမှာ UWSA ပါလာတယ်နောက် SSPP ပါလာတယ်ပေါ့နော်နောက်တစ်ခုကမိုင်းလာအဖွဲ့ပေါ့နော် NDAA အဲ့ဒီအဖွဲ့တွေတက်ရောက်လာတာတွေ့ရတယ်အဲ့တော့ဒီအဖွဲ့၃ဖွဲ့ကပေါ့နော် NCA လက်မှတ်မထိုးထားတဲ့အဖွဲ့တွေဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒီအပေါ်မှာဆရာဘယ်လိုအမြင်ရှိတယ်လဲဆရာအဲ့ဒါတော့လေဟိုစင်ထားတဲ့ဖဲထုတ်ပါပဲနော်ဘာမှအစမ်းတကြယ်ကြီးအမှတ်မှကြည့်လိုက်ရင်တော့ဟိုတလူတက်တယ်ဒီလူတက်တယ်ဟိုဟာများဖြစ်မလားအဲ့ဒါတွေကလည်းဗျာမဟာလာလိန်ထားတဲ့ဖဲထုတ်ပါပဲသူချိုးပြီးသူကသူချိုးထားတာပဲဘဝကလည်းတရုတ်ဖိအားကြောင့်တက်ရတာလေနောက်မိုင်းလာလည်းတရုတ်ဖိအားကြောင့်တက်ရတာသူတို့က NCA လက်မှတ်ထိုးမထားပါဘူးဒါဖိအားလေဘယ်လွန်လာလို့ရမလဲသေသွားမှာပေါ့ဟုတ်တယ်မလားနောက် SSB ကလည်း NCA လက်မှတ်ထိုးမထားဘူးလေသူလည်းပဲဟိုလွှတ်တော်ဒီနဲ့ပဲအလကားမတ်တင်ရမလားပေါ့ဗျာအလကားရမလားပေါ့စစ်မတိုက်ပင်ဒီလိုပေါ့ဒီတစ်ခါထူးထူးခြားခြား drastic ကမတက်ဘူးဗျာ NCA ထိုးထားတယ်ဒါမတက်ဘူးမတက်တော့ဥစားတော့မယုံတော့လို့လားတော့မသိဘူးပေါ့လေအဲ့ဒါတော့ကျွန်တော်မတွေ့မိဘူးလို့အဲ့လိုတော့ကျွန်တော်မြင်ပါတယ်အဲ့ဒါလည်းအဆန်းတကြယ်မဟုတ်ပါဘူးဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာအဲ့တော့ဟိုဖိအားဟုတ်ကဲ့ဆရာအဲ့တော့ကျမတို့ဘာသွားတွေ့ရလဲဆိုတဲ့အခါကျတော့နေပြည်တော်မှာငြိမ်းချမ်းရေးဖိုရမ်ဆိုပြီးတော့သူလုပ်တယ်ပေါ့နော်တက်ပြီးတော့စကားပြောသွားတယ်ပေါ့နော်စကားပြောသွားပြီးတဲ့အခါကျတော့ဟိုပေါ့နော်ဒီငြိမ်းချမ်းရေးအတွက်အားလုံးကိုဖိတ်ခေါ်ပါတယ်ဆိုပြီးတော့သူပြောသွားတယ်ပေါ့နော် PDF တွေအပါဝင်ဖိတ်ခေါ်ပါတယ်လို့ပြောသွားတယ်ဒါပေမဲ့ तू ကပြောပြီးတော့ဘာလို့ဆိုတော့ဖိတ်ခေါ်တယ်ဒါပေမဲ့လက်နဲ့ရှာပြီးလာရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒါတစ်ခုပေါ့နော်နောက်တစ်ခုကအဲ့လိုငြိမ်းချမ်းရေးဖိုရမ်ဆိုပြီး तू ကပြောသွားပြီးတော့နောက်နေ့ကျတော့ तू ဘယ်လာရုစ်ကိုထွက်သွားတယ်ပေါ့ဘယ်လာရုစ်ကိုဒါနောက်သတင်းမီဒီယာတွေမှာဖော်ပြချက်အရာဆိုလို့ရှိရင်တော့ तू ကတော့ခေါင်းစဉ်တက်ပြီးသွားတာကတော့စီးပွားရေးဖိုရမ်တက်ဖို့သွားတယ်လို့ဘာလို့ပြောတာပေါ့လေဒါပေမဲ့ဘယ်လာရုစ်နဲ့စီးပွားရေးကလည်းဘာမှရှိတာတော့မဟုတ်ဘူးပေါ့ဆိုတော့အများစုကတော့ဒါလက်နဲ့ဝယ်ဖို့သွားတယ်ဆိုပြီးတော့ပုံစံမျိုးပဲပြောကြတယ်ပေါ့လေဆိုတော့ကကြတော့ဘလို့ဖြစ်နေလဲဆရာပွဲကတစ်ဖက်သက်ကြီးဖြစ်နေပြီလားဘာလို့ဆိုတော့ဟိုဘက်ကအုပ်စုတွေကအရန်ကြီးကိုသူ့ဘက်ကသူ့ကိုထောက်ပံ့နေတဲ့အုပ်စုတွေကပေါ်တင်ကြီးကိုအရန်ပြီးတော့ထောက်ပံ့လာတဲ့အနေအထားမှာဒီနဲ့ຫນွေဦးတော်လှန်ရေးနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလိုလားတောင်းတနေတဲ့စောစောကဒီစအောင်နိုင်ရေးဆိုတဲ့ကိစ္စတွေကတော်တော်များအနောက်ကျက်တားစီးတွေမြန်ကြီးမားနေသလားဒါကိုဘလို့ကြော်ဖြတ်ကြမလဲဆရာနည်းနည်းဘလို့စဉ်းစားမိလဲဒါနဲ့ပတ်သက်ပြီးတော့လေဆရာသူကလည်းကျွန်တော်အမြင်ကတော့ရှုပ်ထွေးတွေမရှိပါဘူးကျွန်တော်ပေါ့တန်ပြောနေတာတော့မဟုတ်ပါဘူးဒီလိုပြောလို့ဆိုလိုတာက
သူကနည်းနည်းလေးလူကြီးလဲလာတယ်ပေါ့ဗျာဘာလို့လဲလာလဲဆိုတဲ့အခါကျတော့သူကဒီရွေးကောက်ပွဲမှာရှုံးထားတဲ့ပါတီတွေကိုကသူ့ဘက်ကိုပါနေတယ်ဆိုတာသူသိပြီးနောက်တစ်ခါဘောလုံးပွဲလို့ပေါ့ဗျာပထမပိုင်းမှာတော့သူလည်းဂိုးရအောင်ကိုလည်းဂိုးရအောင်နင်းကံပြီးတော့အပြင်းထန်ကန်ကြတာကျွန်တော်တို့ဘက်ကလာပါတယ်ကျွန်တော်တို့က2ဂိုး1ဂိုးလောက်ကိုနိုင်နေတဲ့အချိန်ခုတော့စစ်ကနည်းနည်းအီသွားပြီအီသွားတော့သူလည်းပြင်ဆင်ခြင်းရပြီသူလည်းလူတွေလဲလိုက်တာပဲလူ30လောက်တော့လဲပြီလူလဲကန်တော့သူကနည်းနည်းလေးဒုတိယပိုင်းမှာနည်းနည်းတည်ငြိမ်လာတယ်တည်ငြိမ်လာတဲ့အခါကျတော့သူကနိုင်ငံရေးထွက်ကစားပြီးပေါ့အဲ့ဒါပါပဲထွက်ကစားတဲ့အခါကျတော့သူကသူ့မှာအကြံပေးရလဲလူအစိတ်လောက်ရှိတယ်ဗျအဲ့အကြံပေးတွေရဲ့ခုနကသူ့ကိုဘဲရှုံထားတဲ့ပါတီတွေရဲ့အာဏာယူပြီးခိုင်ဖြိုးရဲ့အဲ့ဒီလိုတွေပေါ့ဗျာနောက်တစ်ခါတရုတ်နဲ့ရုရှားလိုအခွင့်အရေးသမားတွေပေါ့ဗျာအမတန်ကိုစိတ်ညက်တဲ့လူတွေနဲ့သွားပေါင်းမိပြီးတော့သူကအမဲအခုအဲ့လို2025ဖိုရန်တို့ဘာတို့အဲ့ဒါမျိုးတွေပေါ့ဗျာ ACM မှာဝင်ပြောတာတို့အဲ့ဒါမျိုးတွေအထိလောက်လာတယ်ဗျလောက်လာတဲ့အပြင်ခမရအခုတလောမဲထိုးစစ်တောင်သူတို့Facebook မှာထိုးစစ်တောင်ဆင်းနေသေးတယ်စန္ဒာမင်းနဲ့ကျော်မျိုးမင်းတို့လှုပ်ပေးနောက်တကစောသားမြင့်ဆိုတဲ့လူတွေကိုလှုပ်ပေးပြီးတော့ဗိုလ်ချုပ်အောင်ဆန်းအောင်စော်ကားပေါ့ဗျာနောက်ကဒေါ်ဆန်းစုကြည်နဲ့ NLD တဲ့မှလည်းပွဲအောင်လုပ်ပေါ့ဗျာအဲ့လိုထိုးစစ်တွေဗျာနိုင်ငံရေးထိုးစစ်တွေလည်းရှင်းလာတယ်တစ်ဖက်ကလည်းစီးမှလည်းမိုးပြဲတို့နောက်တခါမင်းကွန်းတို့တောင်ချိုတို့ဘက်ကမှလည်းထိုးစစ်တွေရှင်းလာတယ်အဲ့လိုမျိုးတွေလှုပ်လာတဲ့အာမျိုးတွေကဒီလိုလှုပ်လာလဲပေါ့ဒါမလို့အဲ့ဒီဟာတွေကလည်းဘာမှနောက်ဆုံးမှတော့အရာရောက်မှာပေါ့ဘာဖြစ်လို့လဲဆိုတော့သူ့ဘက်မှာရှိတာရွေးကောက်ပွဲရှုံးတဲ့လူတွေရဲ့သူရဲ့ NCA စောမြရာဇာလင်းတို့လိုဘာမှတမရှိတဲ့ဟာတွေရဲ့အစုပ်အပြတ်တွေရဲ့အဲ့ဒါပဲရှိတယ်ဒီဘက်မှာကရွေးကောက်ပွဲနိုင်ထားတဲ့ပါတီတွေပြည်သူတရားလုံးရှိတယ်စစ်နိုင်ထားတဲ့ EO တွေရှိတယ်ပြည်သူတွေရှိတယ်ဆိုတော့အပိသက်မှာတော့ကျွန်တော်တို့ကနိုင်ပါပဲအခုလောလောဆယ်တော့သူကအဲ့လိုဗျာဟိုလိုလှုပ်ပြလိုက်ဒီလိုလှုပ်ပြလိုက်ပေါ့ဗျာကျွန်တော်ငယ်တုန်းကမျက်လေပြသလိုပေါ့ဟိုဈေးထိပ်မှာဟလာဘင်ထုပြီးတော့ဆေးရောင်းသလိုပေါ့အဲ့လိုရောင်းနေတဲ့အစ်စ်မှာပဲလို့ကျွန်တော်အဲ့လိုပြောချင်ပါတယ်နော်ဒီနေ့ဒါဆွေးနွေးခဲ့တာကတော့ဒီနေပြည်တော်မှာလုံနေတဲ့ပေါ့နော်ငြိမ်းချမ်းရေးဖိုရမ်လို့မြည်တက်ထားတဲ့ပွဲတွေနဲ့ပတ်သက်တဲ့ဒီစက်ကောင်စီရဲ့ရှေ့လန်းတွေနဲ့ဒီရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာမှာကျင်းပတော့မှာဖြစ်တယ်လို့ပြောထားတဲ့ဒီစက်ကောင်စီရဲ့ပြောကြားချက်တွေနဲ့ဆက်ပတ်သက်ပြီးတော့ဆွေးနွေးသုံးသပ်ခဲ့တာဖြစ်ပါတယ်ဆွေးနွေးပေးတဲ့တရားလွှတ်တော်ရေးဆရာဦးကြီးမြင့်ကိုလည်းအထူးကျေးဇူးတင်ပါတယ်